Kanawe Mama ye Mama ye Chino would go point be Do you do it King Canary Kaimopia A chain dear Shivabi Maha Saja Latakulo Napoleon Loevi Luda Alo Siku Mondalo The boat to Jare Hote Dabjani to ye Atamabe Oh Napianida Nuitongu Botongu Soundongu Dume Drame Lapanai Luna Grambo Eyapi Pina Shimyagu Kankoye Atashin Jensula Yinko Nabe Patu Nyemale Sia when you jachama La Pay Quapiva Do ya the late beaver Mama Janogo Chippa Digon Lena Chaya me Tamawayama Sansadu Nazakawai Line Lomia Pientana Kaji Kakwi Gange Kaji Nga De Ne To Li Nga Chok Kon Shi Go Tonya The pay Saima Suja Seja Nanakunai Tuwabi Witoka Jimaswa Tumala Wabi Witoka Jimaswa Jano Sound Vadi The pay Saima Jano Shie Majiba Line Nyalo Charaba Shinalanda Jishaba Jano Shida Guro Timabo Hey Person Tompian needed Chataidu To say down my money Lampe be like Java Kinde got the Genui Ninglin ni Java Aqua Mamachi Lampiama So me To Endrigo Nago Yude To take cargo Nago Bude Nagaro Meno Tide Dimabe Capia Kayan Gaumabe Anna Ziano Gauni Babino Sukin Lampatamabai Jala Mibasa We go Sula Bema Machine Lambe Ptuma Manim Jashi Nyaka Lan Shaoyin Jano Yimire Chile Lungewa Pyonyamya Kala Sondwa Bima Jale Dana Chendi Doka Tatana Siari Kopure Lungewa Pyonyamya Tanya Nanya Nyamya Yema Tampienso Sure the Chin Waranama Tuma Yensan Hambiakea Kusonya Yetisada Jano Suke Valley Kanawe Mamali
ရှေးကကုသိုလ်ကြောင့်ထင်ရဲ့ကျွန်တော်ရင်တွေခုန်တယ်ခုပြရောင်မျက်နှာမှာသိပ်ပံအလားကုန်ဘာမှမရှိတန်ခင်းတမန်ခင်းအပြုံးမရှိသူကြတော့ကြည်လူကောင်းတယ်မြင်ရတိုင်းပါပဲပါတိတ်အချိတ်ဇင်းမဲ့ထမိန်နဲ့အင်ကြီးအဖြူလက်စကားကြီးပဲဝတ်တယ်သူကြတော့ကြည်လူကောင်းတယ်အုံးစီနဲ့စိုးနေတဲ့စပိန်တင်းပြီးအောင်ဖြီးတင်ထားတယ်သူကြတော့ကြည်လူကောင်းတယ်စစ်ကြိုခေတ်တစ်ခေတ်လုံးမမကိုဖုံးနေတယ်သူကြတော့ကြည်လူကောင်းတယ်ကျွန်တော်ဟာစပိန်ရှိတယ်ကိုလန်ရှိတယ်အရေးရှိတယ်ကျွန်တော်အကြာကြီးစဉ်းစားမိတယ်နေ့စဉ်24နာရီရဲ့10မိနစ်များအလုပ်ဝတ်တာစားတာနေတာထိုင်တာအစကနဝင်မှုမလို့ငါအဲ့ဒါလို့ဆိုခဲ့ဘူးဆိုကိုသူမရဲ့ကဘာလေးဟာအေဂျင့်မှုငြိမ်သက်ရှည်လျာတီးခြားဆန်ဆန်နေရစာအုပ်ခေဟောင်းတချင်းရွှေဘိုတနကအပြစ်မဲ့အကျိုးမဲ့အချင်းအရာလာရဲအောက်ဝရန္တာတခါတလေရုပ်ရှင်ဖျားစဉ်ပြည်သူမုံတိုက်ကိတ်လမ်းထိပ်ကဘတ်စမတ်တိုင်းကျိုးချီထားတဲ့ဖိုင်တွေအလုတ်စပွဲခစ်တို့လေသူ့ပါသူဖြတ်တန်းသွား၏တကားတစ်ချက်ဟာဖြတ်ခနဲဖွင့်လာလိုက်ပြန်ပိတ်သွားလိုက်နဲ့တိုက်ဆိုင်မှုဖြစ်ချင်လဲဖြစ်မှာပါဒါနဲ့ကျွန်တော်လာရောက်ခဲ့တယ်ရင်းနှီးချင်တဲ့ဧည့်သည်တယောက်ပေါ့မဆောက်တဲ့လေကားရင်နှုတ်ပြချင်းမိအိမ်ကိုင်းဆောင်ထားပါတယ်ခွင့်လွတ်ပါဒါမှမဟုတ်ခွင့်ပြုပါနေမှာလှမှာနေမှာညမှာပန်းပွင့်မှာပြက်ကလေးမှာဘာသာပိတာအစ်စ်တစ်ခုနဲ့တကားကိုထုနေရဲ့လူမှုရေးကိစ္စတွေစဉ်းစားမနေပါနဲ့စဉ်းစားမနေပါနဲ့တချို့လူတွေထင်မြင်သလိုမထင်မြင်မယူဆဖို့တော့ကျွန်တော်ဆွေးနွေးမှဖြစ်မယ်ကောင်းကင်ကြီးတစ်ခုအောက်မှာဘာမှအဆင်မပြေသူတယောက်ကိုမှကြောက်စရာကောင်းတယ်ဆိုတာတရားမဲ့လုံးပါလေဒီကကောင်ကလောကကိုမုန်းတီးလူကြီးမင်းများခင်ဗျာထမင်းစားတိုင်းလူမဖြစ်နိုင်ပါတာမန်ရေဘူးရလူများအယိုးဖြူနေပါပြီကဘာကြီး6တွေ့နေပါပြီယုံကြည်တယ်လို့တော့ပြောဘူးလေဒါပေမဲ့အရင်ထဲမှာနိဗ္ဗာန်ပုံထက်ပြည့်စုံတဲ့ကဘာရှိတင်တို့မစင်စားဘူးတဲ့မြင့်မာတဲ့တရားဓမ္မတွေရှိတယ်ရိုမီယိုနဲ့ဂျူလီယက်အစတာနဲ့ပေါ်တို့အတွက်ဆွဲချက်တင်ဖို့ကိစ္စရှိတယ်တခါကမီးရထားနဲ့ခီးသွားစဉ်က
နာကျင်ခဲ့ရတဲ့ပစိုးကွင်းတိုင်းနဲ့ကောင်လေးအတွက်ဆောင်ရွက်ပေးရမှာရှိတယ်လူမန်းတိတဲ့ကလေးကဖြတ်တန်းခဲ့ရတဲ့ပြဿနာတချို့ပေါ့ပြောလို့မဖြစ်နိုင်သေးတာတွေလည်းရှိပါသေးတယ်ဒီလူကြားတွေကမမကိုကျွန်တော်ချစ်ခင်မိတယ်။အော်ပုဂ္ဂလိကရင်ခုန်တန်းဝေဖန်တန်းကိုရင်ဆိုင်ရင်းနဲ့အချစ်ကိုဖွင့်နှွှဲရအောင်မယ်။တခါတလေဆိုကျွန်တော်တော်တော်တနာမိတယ်။နေရောင်အားကောင်းစွာကြန့်ရှိနေသည်စေမိုးဖွယ်ဖွယ်လေးနဲ့ရုံစင်းချင်းလေးလှနေတယ်ဟိုမှာအလိုဒါမမဂရီတန်တန်ခြေကြွနဲ့ဒါမမပဲအိုးငါ့ကိုမြင်တော့မယ်အိုးမြင်သွားချီပြီခြေလန်းတစ်ချက်တန့်သွားပြီမဲ့ဟန်မပြတ်ခင်ဆက်လျှောက်လာရဲ့ကျွန်တော်မိုးခိုနေတာပါကျွန်တော်ဘတ်စကားစောင့်နေတာပါဘတ်စမတ်တိုင်နာတမျက်စိအောက်မှာကျွန်တော်မိုးခိုနေတာပါမမကိုနှောက်ယှက်ဖို့လာဆောင်တာမဟုတ်ပါဘူးဖျားစုကြံစုကျိန်တွေပြောဝင်ပါတယ်ကျွန်တော်ဘတ်စကားစောင့်နေတာပါတတိကြီးမားပြီဆိုကျွန်တော်ရှိမှမှသူရက်တယ်သူကိုတင်းနန့်ကလေးနီနီကက်ကက်မွေးထုံနေပေါ့တပြင်းတစ်ချက်မုတ်ထုတ်လိုက်ရင်သူ့ဆန်ခွေးစားလှုပ်သွားမယ်တစက်မြေတစ်ခုအောက်မှာဒီလိုနှစ်ယောက်ဆုံဖို့ဘယ်မျော်လင့်လို့ရမလဲကိုရဲစိတ်တင်နေပြောမယ်ငါသူ့ကိုစကားပြောမယ်ခင်တန်းတို့စိတ်ဆက်ကြောင်တရင်နဲ့စာပြောရရင်ကောင်းမယ်ထင်တယ်တွေ့လားဘိုလ်ချုပ်စီနိုင်မိနစ်ကွက်အားတက်ပြီးထခုံတယ်ပြောမယ်ငါသူ့ကိုစကားပြောမယ်မိုရှိဒါယန်အထုပ်ပတိနဲ့စတင်ပြောရရင်ကောင်းမယ်ထင်တယ်ဟာလမ်းဖြတ်ကူးတဲ့ကောင်မလေးခဏချင်းသွေးသားဆုပ်ဘလို့ရုပ်ကြီးပြောင်းသွားတာလေပြောမယ်ငါသူ့ကိုစကားပြောမယ်ဟိုမာရဲ့အပြစ်ကဗျာကိုရွတ်ပြပြောရရင်ကောင်းမယ်ထင်တယ်ရေခဲရေဆယ်ပြားတန်ကံကောင်းပါစေလို့မေတ္တာပို့နေပေါ့ဟုတ်ပြီစူအက်တူမြောင်ကိစ္စဝါတာဂိတ်ဆိုက်ပရက်ခမရဘလို့ထင်မှတ်ပါသလဲခက်တီတီဘေကွန်ထုတ်နှုတ်ဆက်ပြီးစကားစမယ်ဟုတ်တယ်ဒါကောင်းတယ်ဒါနဲ့ပဲမိနစ်20လောက်လွန်မြောက်သွားပါပြီဘာမှမပြောဖြစ်သေးကိုတင်းနန့်လေးတော့မွေးနေသေးတယ်ကျွန်တော်ရှိမှ
ကြောက်ရွံ့လူသူရက်နေစေရင်မခုံမတုံလို့တဲ့သူရက်နေစေအော်မမယောက်ျားမာနကိုတူပပြနေတာကိုကျွန်တော်ကလည်းညံ့တယ်မိနစ်20နာရီဝက်စကားမထွက်ခဲ့လက်ဖြားချီဖြားအေးလာတယ်အိမ်ပြန်အရောက်မှာဖြားတာပါပဲညတညလုံးစားထိုင်ရေးတယ်တကယ်ချင်းသိလာပြီဟဲ့တနေ့အောင်ပွဲကိုသိရှိသူရဲကောင်းတို့ဤစိတ်တက်ပြီးလာပြီဟဲ့အာဇာနည်တို့ထုံနှလုံးမွေလာပြီဟဲ့လာပြီဟဲ့ရခင်မိမိဤရဲပြီးအစဉ်လာများနဲ့လာပြီဟဲ့လက်ထဲမှာစနှုတ်ဖြားမှာစကားရင်ထဲမှာတရားငါအေးအေးဆေးဆေးပြောကြမယ်ဟောဒီဩဂတ်ရဲ့တမနက်မှာငါသူနဲ့ရင်ဆိုင်လိုက်တယ်ကျွန်တော်ထရှုံပေါ့စကားတစ်ခုကချိန်မုံတယ်ငါဟာမင်းအမေလောက်ရှိပါတယ်တဲ့ဘာအဓိပ္ပာယ်ရှိသလဲဘာအဓိပ္ပာယ်ရှိသလဲဟောဒီမှာကျွန်တော်စာဖတ်ကြည့်ပါတော့ဗျာနောက်ပြဿနာအရှုပ်အရှင်းလဲခမများပဲအဓိကပါဗျာဒါပဲကျွန်တော်ပြောခဲ့ပါတယ်ခမများတကားထပ်ပိတ်တာပါကျွန်တော်နားလဲပါတယ်နှလုံးသားဆိုတာအမေမွေးတုန်းကပါလာလို့သာခမများတို့ကိုခန္ဓာမှာရှိနေတာပါဘာမှအသုံးမဝင်တော့ဘူးတိတ်ခါမာနမေတ္တာပလာတိကဒီကနတ်ကြီးပြီးမိုးနဲ့မြင်းဖြောင်းပေါ်ကလူကွန်ပျူတာလိုအသုံးပြုနိုင်တယ်ကျွန်တော်ဟာအယူသမားခံစားမှုပဲယုံတယ်ခင်ဗျားဘလို့ခံစားရတယ်လေဖះပဲသိမယ်ကျွန်တော်မှမဟုတ်ပါဘူးဘသူကိုမဆိုအချက်မှမဟုတ်ပါဘူးဘယ်အလုပ်မဆိုမမရင်ခုန်တန်ကိုခံစားကြည့်ပါဒုက္ခအရသာချိုမြတယ်ဘဝကိုချစ်တက်လာပါလိမ့်မယ်အလုံးမဲ့ဂုံမဲ့ရင်းစားမဲ့အခွင့်အထူးမဲ့အမဲအားလုံးရဲ့အရှိမုံမြတ်ပြီးနိုင်ငံတော်ယတကောင်းကင်ပုံမှာအိမ်မက်မှဤမြေပေါ်သို့ကြစဉ်အသင်းထုံစင်းရနံ့တဲ့အပြူဖြစ်လာသောပန်းပွင့်များပွဲတော်များခံစားတက်မှတ်စေချင်ပါတယ်တည်ခြင်းကိုအခန်းချင်းတောင်းတတောင်းမှငြိမ်ငြိမ်လေးစောင့်စားကြမိခင်ဝမ်းကကျွတ်တာကြပြီမို့လားဟိုကောင်ဝင်လာလိမ့်မယ်ပုံနာကွယ်မှာကတ္တရာလန်းကထင်ရဲ့တချင်းတန်နေလေစာလုံးတွေထဲရှောက်လာတယ်ဗတ်တီတကားပိတ်ပြတင်းပေါက်တကားပိတ်လှတကားပိတ်နေတကားပိတ်အိမ်မပျော်သေးရင်ခုန်နှွေးရင်စေးပြပလင်းလေးတွေရှိတယ်
မင်းကိုရင်မခုန်ဘူးမင်းကိုမတုံလို့ဘူးစူစူဝါဝါတကားပိတ်အိုးငါအရေးတေအစိတ်စိတ်အမွားမွားတန်ရာနဲ့သွေးစိမ်းရှင်ရှင်လူမြင်တိုင်းတိုင်တယ်နေပေါ့ယုံစည်းစာကြီးကန္နာအလုတ်တမတန်လန်းအလုတ်တမတင်မောသားကြောင်းသားစစ်သားနှိစာစလိတ်တမဟင်းရွက်ရောင်တဲ့ကောင်းမလေးပခုံးထမ်းဈေးတဲ့အိုးလဲလုတ်သူအပေါင်းတို့အကြောင်းစုံလို့ပြောကြပါတယ်ကျွန်တော်ကိုတကားအလုံးပိတ်ထားတယ်တဦးကိုတဦးမချစ်ရင်ရာဇဝတ်မှုမမီဘူးလားဟင်ကိုလိန်လေရင်ပုံမှန်420ရှိတယ်မညှိဆိုးဘူးလားဟင်ကဘာထိတ်ကိုတက်အဲ့ဒီအချက်အလက်တွေငါတင်ပြချင်တယ်တင်ကားတစ်ခါပြုံးပြ၍ဘာမှမပြောဘဲနေတော့အခါကျွန်ုပ်မှာတသက်တာလုံးစောင့်စားနေရပါတော့သည်တကူအသက်တွေလည်းဒီလိုပဲဖြင့်ကြီးရင်ဖြူဖက်သွားလိမ့်မှာပေါ့အင်အားတန်ခိုက်ပုံဩလိုက်ကြတရံတစ်ခါကမမတိုက်မိတဲ့ခလုတ်ကလေးအခုဆွေးနေပေါ့မြစ်တမြစ်မှာနှစ်ခါရေမချိုးနိုင်ဘူးဆိုထင်ပါခေါမအဘိဓမ္မာကိုတတိရတယ်ကဘာဟောင်းနေရဟောင်းနေထိုင်မှုအဟောင်းဟာထုံးစံကျောင်းတွေလိုပဲရင်းနှစ်သူကိုကြောက်ခဲနဲ့ပူချီတယ်ဒီလိုအချိန်မှာဟမ်ဆောင်ကြရင်ဖြင့်လောကကြီးစိမ့်လန်းလာနိုင်တယ်သွေးသားတန်မာမယ်ဖြက်လက်လှုပ်ရှားမှုရှိမယ်ရေတက်ပြုံးတက်အောင်မယ်ဆိုရင်နောင်တနဲ့ငိုယိုမှုကင်းပြက်အနာဂတ်ဖျားပွင့်ပါတော့မည်ပကြီးပြခံပကြီးကလေးများယဉ်ကျေးမှုနန်းတော်တင်တို့အတွက်ခေါ်တဲ့ကျွန်တော်စောင့်စားနေပါသည်နိုင်ငံရေးအချစ်ဘဝသူမနဲ့ရောထွေးချက်နနက်ခေါင်းလောင်းတန်ကြာရအိယာမှာထပါတော့မွေးရပါအဖျားကုစားမဲ့သမားချီတန်ကညမမစုံစီခိုက်အဝိဇ္ဇာမှောင်မိုက်စေအတိုက်စားခံဖြတ်တန်းစကားတန်ကအစားကြမ်းတမ်းနေမယ်ခွင့်လွတ်ပါလို့ချစ်တဲ့သူရဲ့ဟဟပပအတန်ထွက်အောင်ကိုရေမောမိတယ်အစတားလိုတမန်ရိုက်လို့မှမရတာစိတ်ချမ်းသာမယ်ထင်ရင်လှုပ်ချင်တာလှုပ်ကြပေါ့မနက်9 နာရီမနက်9 နာရီဤကမ္ဘာမြေလောကယုံတက်ကြယုံစင်ကြအဲ့ဒါလို့လှဲ့လေတယ်ကနဝင်မသူမလာပါပြီစားတိုက်ပုံတဲ့စားတစောင်းထည့်လိုက်တယ်သူမဘေးမှာအဖော်1 ယောက်2 ယောက်3 ယောက်ခေါင်းနီတက်ရင်တရင်စာမဟုတ်ပါ1 ယောက်ထဲပါတိုက်ပုံတွေဘာတွေဝဲလို့ပေါင်းတာတွေဘာတွေလိမ့်လို့တေတေဝဝ
ကောင်လေးတစ်ယောက်နဲ့အချိုဖွဲ့လို့ကလားရုပ်ရှင်တွေကဇုံတွဲရှုခင်ကလေးနဲ့ကြည့်ရတာကောင်းလာပါပြီလေဤကမ္ဘာမြေလောကငြိမ်းချမ်းပါစေလူသားအလုံးအရှုံးဒုက္ခကင်းပါကြပါစေဟဟပပအတန်ထွက်အောင်ကိုရင်မောမိတယ်နောက်နှစ်တရာနှစ်တစ်ထောင်ဒီကောင်ရဲ့အချစ်ပြိုမြင့်နေမှာပဲမှုချယုံတယ်အလုံးခြုံဆုံးတကားတစ်ချက်ဘဏ္ဍရာသည်ဖြတ်တန်းနိုင်တယ်ကဘာထဲတုံခါနေတော့တယ်